အားလုံးပဲမင်္ဂလာပါအခုပြောပြပေးချင်တာက AR အသင်းရင်ဆိုင်ရမယ့် FC ကျူတော်အသင်းရဲ့အကြောင်းကိုပြောပြချင်တာပါ FC ကျူတော်အသင်းဟာစင်ကာပူဘောလုံးလောကမှာထင်ရှားတဲ့အသင်းတစ်သင်းပါကျွန်တော်သိထားတဲ့က FC ကျူတော်ဆိုတဲ့နာမည်ကို2016ခုနှစ်စတင်အသုံးပြုလာတာဖြစ်ပါတယ်ရခိုင်က Everest ဒီကားစင်ကာပူမျိုးသမီးအသင်းပါ2016 Women Premier League မှာ Everest ကျူတော် Women FC အသင်းနဲ့စတင်ကစားခဲ့တာပါ2016ခုနှစ်စင်ကာပူ Premier League မှာဒုတိယနေရာရပြီးသိမ်းခဲ့ပါတယ် FC ကျူတော်ရဲ့နေပြကဂျပန်လူမျိုးဖြစ်ပြီးကာနာကီတာဟာရာပါ2015 Women World Cup မှာဂျပန်အသင်းနဲ့ဒုတိယဆုရရှိခဲ့တဲ့လက်ရွေးစင်ဟောင်းမှာဒါပေမဲ့ AFC ပြန်ရမှာတော့ player coach မလုပ်နိုင်တဲ့စီးမင်းကြောင့်ခန်းချီရှိခဲ့တိုမီကအနည်းပါဖြစ်ဦးဆောင်လာမှာပါလူရီကိုတက်ကာရှိမာကအသင်းရဲ့အဓိကကစားသမားဖြစ်ပြီး2025ရာသီမှာ15ပွဲကစားပြီး29ကိုသွင်းခဲ့လို့ Golden Boot နဲ့ Player of the Year ကိုလည်းရရှိခဲ့ပါတယ် FC ကျူတော်ရဲ့အဓိကကစားသမားတွေကတော့လူရီကိုတက်ကာရှိမာရိုဆာနီအက်စမန်ကာနာကီတာဟာရာအယာခမီကီတိုဂိုလိုခါရဲကိုရှီယိုကိုအိုခါရာတို့ဖြစ်ပါတယ် FC ကျူတော်က Lion City စီရာနောက်ကနေဒုတိယဆုရလို့ဒီပြိုင်ပွဲကိုရှင်ပြိုင်ရမှာပါအထူးသတိထားမှာကတကာရှိမာပါသူက FC ကျူတော်ရဲ့ထိပ်တန်းဂိုးသွင်းရှင်မှာဒါပေမဲ့ FC ကျူတော်ရဲ့ official squad မှာတော့သူကကွင်းလယ်ကစားသမားဖြစ်ဖို့ပြတ်ထားပါတယ်နောက်တစ်ယောက်ကရိုဆာနီအက်စမန်မှာသူကဂျပန်ကလပ် INAC ကိုမှာကစားမှုတာဖြစ်ပြီး AFC တွေ့ကြုံရှိတဲ့နောက်တန်းကစားသမားတို့ဖြစ်ပါတယ်နောက်ထပ်သတိထားရမယ့်အသင်းကနေတိုင်ပီ City အသင်းမှာသူကလည်းသတိထားရမယ့်အသင်းမှာ2025-2026မှာလိရဲ့ချန်ပီယံဖြစ်ခဲ့ပါတယ်20ပွဲမှာ18ပွဲနိုင်3ပွဲတည်တပွဲရှုံးရလက်ကိုရယူထားပါတယ်82ခုသွင်း10ခုဝယ်ပြရတဲ့ record ကြောင့်တိုက်စစ်ကောခန်းစစ်ကောအထင်သေးလို့မရပါဘူး82ခု10ခုဆိုတဲ့ကွာရှာချက်ကအထူးသတိထားစရာဖြစ်နေပါတယ်ထိုင်ဝမ်လေးစင်းတွေဖြစ်တဲ့စစ်စင်ရွန်းနဲ့တံပိုင်လုံးတို့လည်းပါဝင်နေပါတယ်။ဒီပြဖြစ်ဝမ်ရှင်ဝေးကတာဝန်ယူထားတာဖြစ်ပြီးအသင်းကောင်းစာဖြစ်စာကီမတ်ဆူနာကာကတာဝန်ယူထားတာဖြစ်ပါတယ်။ AR အမျိုးသမီးအသင်းကြီးပြကိုမီကိုတာရှိရိုကိုအသင်းမှာဆက်ထားဖို့တင်သေးရလား။ AR အမျိုးသမီးအသင်းကြီးပြကိုမီကိုတာရှိရိုကိုအသင်းကြီးပြဖြစ်ဆက်ထားဖို့တင်သေးရလားဆိုတာမေးခွန်းထုတ်ဆရာဖြစ်လာပါတယ်။နီးပြဟောင်းဦးအောင်ကျော်စံထွက်ခွာပြီးနောက် AR မျိုးသမီးအသင်းရဲ့နီးပြဖြစ်တာဝန်ယူခဲ့တဲ့ကိုမီကိုတာရှိရိုရဲ့ဆွမ်းဆောင်ရည်အထင်ကြီးလောက်ဆရာတော့မရှိပါဘူး။အခုအချိန်မြန်မာ Women League ပထမရာသီပွဲပြဆုံးလို့ခဏနားထားပေမဲ့ AR မျိုးသမီးအသင်းကတော့အာရှချန်ပီယံလိခြေစွဲပွဲကစားရဖို့ရှိနေပါတယ်။အသင်းဘက်ကအကောင်းဆုံးပြင်ဆင်ပေးထားပြီးပေါ်ရင်မြင့်ကစားသမားမက်ကင်နာဒေးဗစ်ဆန်အပါဝင်ပြပကစားသမားချစ်ဦးထိအားဖြည့်ပေးထားတယ်လို့ပြပကစားသမားတွေဖြစ်တဲ့ဝင်းတင်ကြီးထွန်းစင်မိုးပြည့်မမမဆိုဇူးလက်နဲ့ဒီလင်းမြင့်မျိုးအပြင်မေတ္တမမျိုးလည်းခေါ်ယူထားပါတယ်။ဒီပြအဖွဲ့ဝင်တွေကိုလည်းခေါ်ယူအားဖြည့်ထားပါသေးတယ်။ Real Madrid, PSG, Chelsea လို့အသင်းတွေမှာကစားခဲ့မှုတဲ့မက်ကင်နာဒေးဗစ်ဆန်လို့ကစားသမားမျိုးကိုခေါ်ယူထားတာကအားရစရာကောင်းပါတယ်။ဒီလိုပြည်သက်အင်အားတောင်းတပြီးပြင်ဆင်မှုအားကောင်းတဲ့ AR မျိုးသမီးအသင်းရဲ့နီးပြကူမီကိုတာရှိလူကတော့အင်တာဗျူးတစ်ခုမှာထုတ်ဖော်ပြောကြားလာတဲ့စကားတွေအရပြည်သက်တွေအတွက်စစ်ကျင်းတဲ့ဆရာမရှိပါဘူးအာရှချန်ပီယံလိရှေ့စစ်ပွဲကိုအကောင်းဆုံးစူးစမ်းမှာဖြစ်ပြီးရှေ့စစ်ပွဲအောင်မှုကတော့အမှန်မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုလာတာပါဒီလိုပြောဆိုလာတာကြောင့်အသင်းနီးပြဖြစ်ဆက်ထားဖို့တင့်သေးရလားဆိုတာမေးခွန်းထုတ်ဆရာဖြစ်လာပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာ National League မှာ VAR စနစ်အသုံးပြုနိုင်ဖို့ FIFA AFC တို့နဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်2026-2029ဘောလုံးရာသီမြန်မာ National League ပြိုင်ပွဲမှာ Video Assistant Referee VAR စနစ်အသုံးပြုနိုင်ဖို့ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA အာရှဘောလုံးအဖွဲ့ချုပ် AFC တို့နဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လိအကျိုးအစည်းအဝေးကနေသိရပါတယ်မြန်မာလိအစဉ်အသင်းပါဝင်ကစားခဲ့တဲ့အာဆီယံဟွန်တိုင်းဖလားပြိုင်ပွဲမှာလည်း VAR စနစ်ကိုအသုံးပြုခဲ့ပြီးမလေးရှားနဲ့စင်ကာပူနိုင်ငံတွေမှာရှိတဲ့ Video Operation Room လို့ခေါ်တဲ့ VAR တွေကနေတဆင့်ပွဲစဉ်တွေကိုစောင့်ကြည့်ကာဘယ်ဟိုထိန်းချုပ်မှုစနစ်နဲ့ဆောင်ရွက်ခဲ့ပါတယ်